မင်္ဂလာပါရှင် EP6 ကိုရောက်ပြီပေါ့နော်ဟုတ်ကဲ့ကျမတို့က EP ဒီရှိရနေစပြီးတော့ပေါ့နော် EP တစ်ခုသွားမယ်ဆိုတိုင်းအဟောင်းလေးတွေလည်းပြန်နှွေးမယ်ပေါ့နော်โอเคကျမတို့ဒီ EP5 မှာတော့ဆိုရင်ကျမတို့ကနာမည်ဘယ်လိုခေါ်လဲအသက်ဘယ်လောက်လဲဆိုတော့ကိုကသိထားပြီเนาะနာမည်ဘယ်လိုခေါ်လဲဆိုရင်ชื่ออะไรชื่ออะไรคะเนาะအဲ့ချိန်မှာကျမတို့ကကိုပြန်ဖြေမယ်ဆိုရင်တော့ကိုနာမည်လေးကိုဖြေလိုက်လို့လည်းရတယ်လို့ကျမဆိုရင်ခြံလို့သုံးလို့ရတယ်เนาะခြံဆိုတာကယောက်ျားလေးလည်းသုံးလို့ရတယ်မိန်းကလေးလည်းသုံးလို့ရတယ်တချို့ကယောက်ျားလေးသုံးလို့မရဘူးထင်တာပေါ့เนาะယောက်ျားလေးလည်းသုံးလို့ရတယ်เนาะသူကကျမလို့ပြောတာเนาะခြံชื่อကျမနာမည်ဆိုရင်ဇီဇဝါဆိုခြံชื่อဇီဇဝါဆိုเนาะယောက်ျားလေးလည်းသုံးလို့ရတယ်အဲ့ဒါမှတော့ယောက်ျားလေးတီးတန့်သုံးကိုဖုံပါဇက်လေးပိတ်တယ်တန်လေးကိုဆွဲတယ်ဖုံชื่อเนาะဖုံชื่อကြောအဲ့လိုသုံးလို့ရတယ်เนาะဟုတ်ဆိုရင်ကိုကကျမကိုတည်သွားပြီเนาะခြံမိန်းကလေးယောက်ျားလေးသုံးလို့ရတယ်ဖုံယောက်ျားလေးတီးတန့်သုံးเนาะအသက်ဘယ်လောက်လဲဆိုရင်အာยุเท่าไหร่คะအဲ့တော့အသက်ဒီမှာဆိုရင်လည်းကိုကကိန်းကနန်းတွေကိုတီးထားပြီကိုအသက်ဘယ်လောက်လဲကိုကဖြေမယ်เนาะကိုတက်က20ဆိုရင်လည်းအာยุ20ครับเนาะ35ဆိုရင်လည်းအာยุ35ครับเนาะကနန်းလေးတွေကိုတီးထားပြီအဲ့ဒါကိုဖြေလိုက်ရုံပဲပြီးတော့ကျမတို့အဟောင်းလေးထဲမှာတီးထားတာကဒီဟာပါလဲဆိုပြီးတော့เนาะအနည်းအရိုင်းဆိုပြီးတော့ကိုကတီးထားတယ်เนาะโอเคအဲ့ဆိုကျမတို့ဒီနေ့နောက်ထပ် EP လေးမှာကျတော့ကရိယာလေးတွေပေါ့နော်သွားတယ်စားတယ်လောက်တယ်အဲ့ဒါလေးတွေသင်မယ်အဲ့ဒါလေးတွေမှတ်ထားမယ်ပေါ့နော်သွားတယ်ဆိုရင်ပိုင်သွားတယ်စားတယ်ဆိုရင်กินလောက်တယ်ဆိုရင်ทำအလုပ်လုပ်တယ်ဆိုရင်ทำงานပြောတယ်ဆိုရင်พูดနောက်တစ်မျိုးရှိသေးတယ်ခွီเนาะ तू ကနှစ်ခုလုံးကိုတစ်ခါတလေတွဲသုံးတယ်พูดခွီဆိုပြီးတော့เนาะတစ်ခါလေကြာရင်လည်းခွဲသုံးတယ်တစ်ခါကြာရင်พูดလို့ပြောမယ်တစ်ခါလေကြာရင်ခွီလို့ပြောမယ်တွဲသုံးတယ်ဆိုရင်พูดခွီเนาะအဲ့ဆိုကျမတို့ကဒါလေးသိထားပြီเนาะဆိုရင်ပြန်ပြောမယ်သွားတယ်စားတယ်လုပ်တယ်အလုပ်လုပ်တယ်ပြောတယ်เนาะไปกินทำงานคุยพูดคุยဆိုပြီးအဲ့ဒါလေးကျမတို့ကသိထားတယ်เนาะအဲ့ဒါလေးကိုအရင်မှတ်မယ်အဲ့ဒါလေးတွေကိုကျမတို့ကအရင်မှတ်ထားပြီးပြီဆိုရင်ကျမတို့ချင်တာလေးပေါ့ချင်တယ်ဆိုတော့ကျမတို့အမှသွားချင်တယ်စားချင်တယ်လှုပ်ချင်တယ်ဆိုတာပြောချင်တယ်ဆိုတာအဲ့ဒါကျမတို့ကထည့်လို့ရပြီအဲ့ဒါရင်ကျမတို့ကရဆိုတာချင်တယ်เนาะအဲ့တော့ကျမတို့ကသွားချင်တယ်ဆိုရင်ရပိုင်းเนาะရပိုင်းဒီမှာကိုကသွားချင်တာပဲသွားချင်တဲ့နေရာတစ်ခုကိုထည့်လိုက်ဒီမှာကိုကချမ်းမိုင်သွားချင်တယ်เนาะอยากไปเชียงใหม่ကိုသွားချင်တဲ့နေရာကိုထည့်လိုက်เนาะอยากไปအဲ့တော့ကျမတို့ဒီနေ့ဒီထဲမှာဆိုရင်ဈေးဆိုရင်တလလို့ပြောတယ်တလอยากไปตลาดဈေးသွားချင်တယ်อยากไปตลาดเนาะဈေးသွားချင်တယ်အဲ့တော့ကျမတို့ရှောက်လေတယ်ဆိုရင်เที่ยวလို့ပြောတာเนาะเที่ยวไปเที่ยวဆိုရင်သွားလေတာเนาะไปเที่ยวဆိုရင်သွားလေတာကိုကသွားလေချင်တယ်ဆိုရင်อยากไปเที่ยวချင်းမိုင်ကိုသွားလေချင်တယ်ဆိုရင်อยากไปเที่ยวเชียงใหม่ကိုအနောက်မှာထားမယ်เนาะอยากไปเที่ยวเชียงใหม่
ပြီးတော့ကျမတို့နောက်တစ်ခုကကိုစားချင်တာလေစားချင်တယ်ဆိုရင်ကျမတို့ဘာလို့ပြောမလဲရကင်းနော်ရချင်တယ်အဲ့ဒီရကိုရှေ့မှာထားပြီးတော့ရကင်းကိုစားချင်တာပီဇာစားချင်တယ်ဆိုရင်ရကင်းပီဇာရကင်းပီဇာရေခဲမုတ်စားချင်တယ်ဆိုရင်လေရကင်း ice cream ရကင်း ice cream ကိုစားချင်တဲ့ဟာကိုနောက်မှာထားမယ်နော်ก๋วยเตี๋ยวစားချင်တယ်ရကင်းก๋วยเตี๋ยวရကင်းก๋วยเตี๋ยวနော်ပြီးရင်ကျမတို့အလုပ်လုပ်တယ်ဆိုရင်ทำงานလို့ပြောတယ်ကိုအလုပ်လုပ်ချင်တယ်อยากทำงานอยากทำงานเนาะอยากทำงานโอเคအဲ့ဒါဆိုရင်ကျမဒီ EP လေးရှင်းသွားမှာဆိုလို့เนาะဆိုရင်ကျမတို့နောက်ထပ် EP 7မှာစုံကြပါမယ်